ကမ္ဘာပေါ်မှာအနံ့အပြင်းဆုံးနဲ့အရသာအထူးခြားဆုံးလို့တင်စားခေါ်ဝေါ်ကြတဲ့ဒူးရင်းသီးဟာတကယ်ပဲကျန်းမာရေးအတွက်ကောင်းမွန်တဲ့အသီးတစ်လုံးဟုတ်ရဲ့လားဒီအကြောင်းအရာကိုအသေးစိတ်လေ့လာဖို့အတွက်အခုပဲ Hidden Nature မြန်မာ Channel ကနေနှွေးထွေးစွာကြိုဆိုလိုက်ပြီးအတူတကွအဖြေမှန်ကိုဆက်လက်ရှာဖွေကြည့်ကြရအောင်ပါကျွန်တော်တို့ရဲ့ဗီဒီယိုအသစ်တွေကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Channel လေးကိုအခုပဲ Subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့ဦးခင်ဗျာဒူးရင်းသီးကိုအရှိတောင်အာရှရဲ့တစ်သီးများရဲ့ဘယင်းလို့သတ်မှတ်ထားကြပြီးလူကြိုက်များသလိုတစ်ဖက်မှာလည်းအနံ့ကြောင့်လုံးဝမနှစ်သက်မုန်းတီးသူတွေလည်းများစွာရှိနေပါတယ်။ဒါပေမဲ့ဒီလိုထူးခြားတဲ့တစ်သီးထဲမှာကျွန်တော်တို့လုံးဝမထင်မှတ်ထားတဲ့အမခန်းကျမ်းမာရေးအကျိုးကျေးဇူးတွေနဲ့တတိထားရမယ့်အချက်တွေအများအပြားတိတ်ဆိတ်စွာပုံကွယ်တည်ရှိနေပါတယ်။ပထမဆုံးအနေနဲ့ပြောရရင်ဒူးရင်းသီးဟာအခြားတာမန်တစ်သီးတွေထက်စွမ်းရည်ပေးစွမ်းနိုင်မှုအလွန်မြင့်မားတဲ့တဘာဝအားဖြည့်အစားအစာတစ်ခုအဖြစ်ယက်တည်နေပါတယ်။သူထဲမှာပါဝင်တဲ့ကာဘိုဟိုက်ဒရိတ်ဓာတ်တွေဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားအင်တွေကိုလျင်မြန်စွာဖြည့်ဆည်းပေးနိုင်လို့ပင်ပန်းနွမ်းနယ်နေချိန်တွေမှာများစွာအထောက်အကူဖြစ်စေပါတယ်။ဒူးရင်းသီးရဲ့အသားထဲမှာအမြင့်ဓာတ်လို့ခေါ်တဲ့ဖိုင်ဘာအများအပြားပါဝင်နေတဲ့အတွက်အစာရည်နဲ့ဥလန်းချောင်းရဲ့အစာခြေဖြတ်မှုလုပ်ငန်းစဉ်တွေကိုများစွာကောင်းမွန်သွားစေပါတယ်။ဒီလိုအမြင့်ဓာတ်များပြားစွာပါဝင်မှုကြောင့်ဝမ်းချုပ်ခြင်းကိုတဘာဝအတိုင်းကာကွယ်ပေးနိုင်ပြီးဥမာကြီးကင်ဆာလိုမျိုးကြောက်စရာကောင်းတဲ့ယောဂါတွေကိုအလွယ်တကူတားဆီးပေးနိုင်ပါတယ်။ဒါအပြင်သူ့ထဲမှာသွေးကြောတွေကိုကျန်းမာစေတဲ့ပိုတက်ဆီယမ်သတ္ထုဓာတ်ကျွယ်ဝစွာပါဝင်တဲ့အတွက်သွေးပေါင်ချိန်ကိုပုံမှန်အတိုင်းဖြစ်အောင်အကောင်းဆုံးထိန်းညှိပေးနိုင်စွမ်းအပြည့်အဝရှိပါတယ်။ဒီလိုပိုတက်ဆီယမ်များပြားမှုဟာသွေးလည်ပတ်မှုစနစ်ကိုကောင်းမွန်စေပြီးရုပ်တရက်နှလုံးရက်တန့်ခြင်းနဲ့လေးဖြတ်ခြင်းတွေကိုတိတိတသားရောကျစေတယ်လို့ဆေးပညာရှင်တွေကဆိုပါတယ်။ဒူးရင်းသီးဟာအသက်အရွယ်ကြီးရင်းမှုကြောင့်ဖြစ်ပေါ်လာတတ်တဲ့အယိုးအဆစ်ယောဂါတွေကိုကာကွယ်ပေးနိုင်တဲ့သတ္ထုဓာတ်တွေစုဝေးနေတဲ့တဘာဝရတနာတိုက်ကြီးဖြစ်ပါတယ်။သူထဲမှာကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓာတ်တွေအချိုးအစားညီမျှစွာပါဝင်နေတဲ့အတွက်အယိုးတွေကိုကြန့်ခိုင်စေပြီးသွားတွေကိုလည်းအထူးကျန်းမာတန်ဆွမ်းစေပါတယ်။နာမည်ကြီးယူပဗေဒပညာရှင်အိုင်းဆက်နျူတန်ရှာဖွေတွေ့ရှိခဲ့တဲ့ဆွဲငင်အားလိုပဲဒူးရင်းသီးဟာလည်းကျန်းမာရေးကောင်းကျိုးတွေကိုသူ့စီအလိုလျောက်ဆွဲငင်စုစည်းထားတဲ့အသီးဖြစ်ပါတယ်။ခန္ဓာကိုယ်အတွက်အရေးပါတဲ့ antioxidants လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းဒူးရင်းသီးထဲမှာအများအပြားပါဝင်နေတာကိုသုတေသနပြုလုပ်ချက်တွေအရတွေ့ရှိရပါတယ်။ဒီဓာတ်တွေဟာခန္ဓာကိုယ်ထဲက cell တွေကိုပျက်စီးစေတဲ့ဓာတ်တိုးပစ္စည်းတွေကိုတိုက်ဖြတ်ပေးပြီးအရွယ်မတိုင်ခင်အိုမင်းရင့်လျော်ခြင်းကိုထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အထူးသဖြင့်သူထဲမှာပါဝင်တဲ့ဗီတာမင် C ဟာကိုယ်ခံစွမ်းအားကိုတိုးတက်စေပြီးပြင်ပကနေဝင်ရောက်လာနိုင်တဲ့ကူးစက်ရောဂါတွေကိုအလွယ်တကူတွန်းလှန်ပေးပါတယ်။ခန္ဓာကိုယ်ထဲမှာရောင်ရမ်းမှုတွေဖြစ်ပေါ်တာကိုသက်သာစေတဲ့ inflammation လျှော့ချရေး drug ပေါင်းတွေလည်းဒူးရင်းသီးရဲ့အသားထဲမှာတဘာဝအတိုင်းအများအပြားပါဝင်နေပါတယ်။ဒီလိုရောင်ရမ်းမှုကြာဆင်းစေတဲ့အာနိသင်ကြောင့်နာတာရှည်ယောဂါတွေနဲ့အဆင့်မြင့်ကြိုက်ခဲတက်သူတွေအတွက်တင့်လျော်တဲ့ပမာဏစားသုံးပေးရင်အများကြီးအထောက်အကူဖြစ်စေပါတယ်။ညဘက်တွေမှာအိတ်မပျော်လို့ဒုက္ခရောက်နေသူတွေအတွက်ဒူးရင်းသီးဟာအကောင်းဆုံးတဘာဝအိတ်ဆေးတစ်ခွက်အဖြစ်အသုံးဝင်ကြောင်းကလူသိနေတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။သူ့ထဲမှာပါဝင်တဲ့ tryptophan လို့ခေါ်တဲ့အမိုင်နိုအက်ဆစ်ဟာအုံနောက်ထဲကအိတ်ဆက်ခြင်းကိုထိန်းချုပ်ပေးတဲ့ဓာတ်တွေကိုတဘာဝအတိုင်းမြင့်တက်လာအောင်လှုံ့ဆော်ပေးပါတယ်။ဒီဓာတ်ဟာခန္ဓာကိုယ်ထဲရောက်တဲ့အခါစိတ်ကိုပျော်ရွှင်စေတဲ့ဆီရိုတိုနင်အဖြစ်ပြောင်းလဲသွားပြီးနောက်ဆုံးမှာတော့ကောင်းမွန်စွာအိပ်ပျော်စေတဲ့ဟော်မုန်းအဖြစ်တာဝန်ယူပေးပါတယ်။ဒါကြောင့်ညအိပ်ရာမဝင်ခင်အချိန်လေးမှာဒူးရင်းသီးအနှဲငယ်ကိုစားသုံးပေးခြင်းဟာစိတ်ဖိစီးမှုတွေကိုရော့ကျစေပြီးနှစ်ချိုက်ချိုက်အိမ်မက်လှလှမတ်စေဖို့များစွာအကူအညီပေးနိုင်စွမ်းရှိပါတယ်။ဒူးရင်းသီးထဲမှာသွေးနီဦး cell တွေထုတ်လုပ်မှုကိုအားပေးတဲ့ folic acid လည်းများစွာပါဝင်လို့သွေးရနေယောဂမဖြစ်အောင်အထူးကာကွယ်ပေးပါတယ်။ကိုဝင်ဆောင်မိခင်တွေအတွက်လည်းတင့်လျော်တဲ့ပမာဏကိုစားသုံးပေးရင်တရေသားရဲ့အုံနောက်နဲ့အာယုံကြောစနစ်ဖွံ့ဖြိုးမှုအတွက်များစွာအကျိုးသက်ရောက်ပါတယ်။ဒါပေမဲ့ကိုဝင်ဆောင်တွေအနေနဲ့အလွန်ကျွံစားသုံးမိရင်ခန္ဓာကိုယ်အပူချိန်ရုတ်တရက်မြင့်တက်လာနိုင်တဲ့အတွက်ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှသာစားသုံးသင့်တဲ့အသီးဖြစ်ပါတယ်။အသားရည်ကိုနှုတ်ပြိုစေခြင်းတဲ့သူတွေအတွက်လည်းဒူးရင်းသီးဟာတဘာဝအလှပြင်ဆေးစွမ်းကောင်းတစ်လက်အဖြစ်တိတ်တဆိတ်အကျိုးပြုနေတယ်ဆိုတာကိုလေ့လာသိရှိရပါတယ်။သူထဲမှာပါဝင်တဲ့ရေဓာတ်နဲ့ဗီတာမင်တွေဟာအသားရည်ကိုစိုးပြေစေပြီးနေလောင်တန်တဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့်ဖြစ်ပေါ်တဲ့ cell ပျက်စီးမှုတွေကိုပြုပြင်ပေးပါတယ်။တမိုင်းမှတ်တမ်းတွေအရရှေးခေတ်အာရှတော်ဝင်မိသားစုတွေဟာဒူးရင်းသီးကိုကျန်းမာရေးနဲ့အလှပအတွက်အဖိုးတန်တဲ့ဆေးဘဝင်အသီးအဖြစ်လျှို့ဝှက်စွာအသုံးပြုခဲ့ကြပါတယ်။ဒူးရင်းသီးရဲ့အနံ့ဟာပြင်းထန်ပေမဲ့အဲ့ဒီအနံ့ကိုဖြစ်ပေါ်စေတဲ့ drug ပေါင်းတွေဟာအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုတစ်ဖက်တစ်လမ်းကနေသက်သာစေပါတယ်။တချို့သောသုတေသနတွေအရဒူးရင်းသီးမှာပါဝင်တဲ့သဘာဝအဆီဓာတ်တွေဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကောင်းမွန်သောကိုလက်စထရောတွေကိုတိုးပွားလာစေတယ်လို့သိရပါတယ်။ဒါပေမဲ့သတိထားရမယ့်အရေးကြီးဆုံးအချက်ကတော့ဒူးရင်းသီးမှာပါဝင်တဲ့မြင့်မားလုံးတဲ့ကယ်လိုရီပမာဏနဲ့တကြားဓာတ်တွေရဲ့အန္တရာယ်ကိုသိထားဖို့လိုပါတယ်။အချို့ဓာတ်အလွန်ကဲတဲ့အတွက်
စီးကြိုသွေးကြိုယောဂရှိသူတွေအနေနဲ့လုံးဝရှောင်ကျဉ်သင့်တယ်လို့စားကျင်ရင်အောင်ဆရာဝန်ရဲ့ခွင့်ပြုချက်နဲ့အလွန်နှဲပါစွာသာစားသင့်ပါတယ်တထိုင်လေးနဲ့အများကြီးအလွန်ကျွံစားသုံးမိရင်ခန္ဓာကိုယ်ထဲမှာအပူတွေအောင်းပြီးလေချောင်းနာခြင်းအားကောင်းခြောက်ခြင်းနဲ့အဖုပိန်တွေအလွယ်တကူထွက်ပေါ်လာတတ်ပါတယ်ဆရာဝန်ကြီး Hippocrates ပြောခဲ့တယ်လို့ပဲဘယ်လောက်ကောင်းတဲ့အစားအစာဖြစ်ပါစေအလွန်ကျွံစားသုံးမိရင်ဆေးဖြစ်မဲ့အစားဘေးအန္တရာယ်အဖြစ်ပြောင်းလဲသွားနိုင်စွမ်းရှိပါတယ်ဝိတ်ချနေတဲ့သူတွေအတွက်ကတော့ဒူးရင်းသီးဟာအကြီးမားဆုံးသွေးဆောင်မှုတစ်ခုဖြစ်ပြီးနည်းနည်းစားမိယုံနဲ့ဝိတ်တွေအမြန်တက်လာစေတဲ့အဓိကတရားခံဖြစ်ပါတယ်ဒူးရင်းသီးမှာပါဝင်တဲ့ fatty acid တွေဟာကောင်းမွန်တဲ့အဆီတွေဖြစ်ပေမဲ့ပမာဏများသွားရင်တော့အသေးမှာအဆီဖုံးတဲ့ပြဿနာတွေဖြစ်စေပါတယ်ကြောက်ကက်ယောဂါရှိသူတွေအတွက်လည်းဒူးရင်းသီးထဲမှာမြင့်မားတဲ့ပိုတက်ဆီယမ်ဓာတ်ဟာကြောက်ကက်ရဲ့စစ်ထုတ်နိုင်စွမ်းကိုဝင်ပိစေပြီးယောဂါကိုပိုမိုဆိုးရွားစေပါတယ်ဒူးရင်းသီးကိုစားသုံးတဲ့အခါမှာအစာအိမ်ကိုဒုက္ခမပေးဘူးဆိုပေမဲ့အခြားအစားအစာတွေနဲ့တွဲဖက်စားသုံးတဲ့အခါမှာတော့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်အများစုသိထားကြတဲ့အတိုင်းဒူးရင်းသီးနဲ့လုံးဝတွဲဖက်မစားသုံးတဲ့အရာတွေထဲမှာအယ်ကိုဟောလို့ခေါ်တဲ့အရက်သေးစားအမျိုးအစားတွေကထိတ်ဆုံးကနေပါဝင်နေပါတယ်ဒူးရင်းသီးမှာပါဝင်တဲ့ဆာဖာဒရပ်ပေါင်းတွေဟာအရက်ကိုခြေဖြတ်ပြီးမဲ့အသေးရဲ့အင်ဇိုင်းလုပ်ငန်းစဉ်တွေကိုတားဆီးပိတ်ပင်တတ်လို့အသက်အန္တရာယ်ထိဒုက္ခပေးနိုင်ပါတယ်ဒီနှမျိုးကိုတွဲစားမိရင်အော်အန်ခြင်းရင်တုန်ခြင်းနဲ့သွေးပေါင်ခြင်းရုတ်တရက်ကျဆင်းပြီးသတိလစ်မေ့မျောတာတွေအထိပြင်းထန်စွာခံစားရတတ်ပါတယ်နောက်ထပ်သတိထားရမယ့်အစားအစာတစ်ခုကတော့နွားနို့လိုမျိုးနှုတ်ပါဝင်တဲ့တောက်စရာတွေဖြစ်ပြီးတွဲစားမိရင်အစာအိမ်ထဲမှာလေပွပြီးဤစိမ့်သွားတတ်ပါတယ်။ကော်ဖီလိုမျိုးကဖိန်းဓာတ်ပြင်းထန်စွာပါဝင်တဲ့တောက်စရာတွေနဲ့တွဲဖက်တောက်သုံးခြင်းကလည်းနှလုံးခုန်နှုန်းကိုမြန်ဆန်စေပြီးသွေးပေါင်ခြင်းကိုရုတ်တရက်မြင့်တက်စေပါတယ်။ပင်လယ်စာတွေဖြစ်ကြတဲ့ကနန်းလိုမျိုးအစားအစာတွေဟာအေးစာတွေဖြစ်ပေမဲ့အပူစာဖြစ်တဲ့ဒူးရင်းသီးနဲ့တပြိုင်တည်းတွဲစားမိရင်အစာအိမ်လမ်းကြောင်းကိုကြီးမားစွာထိခိုက်စေပါတယ်။ဒါအပြင်အမဲသားလိုမျိုးအပူဓာတ်များတဲ့အသားတွေနဲ့ဒူးရင်းသီးကိုတွဲဖက်စားသုံးခြင်းဟာလည်းခန္ဓာကိုယ်အပူချိန်ကိုလွန်ကဲစေပြီးသွေးကြောတွေကိုအန္တရာယ်ဖြစ်စေပါတယ်။ဒူးရင်းသီးစားပြီးတဲ့အခါမှာခန္ဓာကိုယ်ထဲကအပူဓာတ်တွေကိုပြန်လည်မျှတစေဖို့အတွက်မလကာသီးဒါမှမဟုတ်မင်းကိုသီးလိုမျိုးအေးစာအသီးနှံတွေကိုပြန်လည်စားသုံးပေးသင့်ပါတယ်။ရေများများတောက်ပေးခြင်းကလည်းဒူးရင်းသီးကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အပူကန်ခြင်းတွေကိုသက်သာစေပြီးခန္ဓာကိုယ်ရဲ့ရေဓာတ်ခန်းချောက်မှုကိုအကောင်းဆုံးကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။စိတ်ပညာရှင် Sigmund Freud ရဲ့အမြင်အရဆိုရင်လူတွေဟာတားမြစ်ထားတဲ့အရာတွေကိုပိုပြီးစမ်းသပ်လိုစိတ်ရှိတတ်ကြတယ်လို့စိတ်ဝင်စားစွာဖော်ပြခဲ့ပါတယ်။ဒူးရင်းသီးရဲ့ဆွဲဆောင်မှုဟာလည်းအဲ့ဒီသဘောတရားလိုပါပဲ။အနံ့ပြင်းလေပိုပြီးစားကျင်လာလေဖြစ်အောင်လူတွေရဲ့အုံနောက်အာယုံကြောတွေကိုလျှို့ဝှက်စွာဖန်ဆားထားနိုင်တဲ့တတိရှိပါတယ်။တချို့သောနိုင်ငံတွေမှာဆိုရင်ဒူးရင်းသီးရဲ့ပြင်းထန်တဲ့အနံ့ကြောင့်လေရင်ပေါ်နဲ့အများပြည်သူတည်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာတဲဆောင်ခြင်းကိုတရားဝင်တားမြစ်ကန့်သတ်ထားပါတယ်။ဒါပေမဲ့ဈေးကွက်ထဲမှာတော့ဒူးရင်းသီးဟာရွှေလိုတန်ဖိုးကြီးမားတဲ့အသီးတစ်ခုအဖြစ်နေရာယူထားပြီးနိုင်ငံတကာတင်ပို့ရောင်းချမှုမှာဝင်ငွေအများဆုံးရရှိပါတယ်။မျိုးဗီဇပညာရှင်တွေဟာဒူးရင်းသီးရဲ့အနံ့ကိုရှော့ချပြီးအရသာကိုပိုမိုကောင်းမွန်စေမဲ့မျိုးကွဲအသစ်တွေကိုအမြဲတမ်းသုတေသနပြုလုပ်ဖန်တီးနေကြပါတယ်။ကျွန်တော်တို့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ zinc လို့ခေါ်တဲ့သွတ်တက်လည်းဒူးရင်းသီးထဲမှာအသင့်တင်ပါဝင်နေတာကိုတက်ကွဲစမ်းသပ်မှုတွေရသိရပါတယ်။ဒီဇင်းဓာတ်ဟာမျက်စိအာရုံခံစနစ်ကိုကောင်းမွန်စေပြီးအလင်းရောင်အားနည်းတဲ့အချိန်တွေမှာအမြင်အာရုံကိုရှင်းလင်းပြတ်သားစေဖို့အတွက်များစွာအထောက်အကူပြုပါတယ်။အမျိုးသားတွေအတွက်ဆိုရင်လည်းဒူးရင်းသီးဟာခွန်အားကိုတိုးပွားစေပြီးတဘာဝစွမ်းအင်တွေကိုပြန်လည်ဖြည့်တင်းပေးတဲ့အကောင်းဆုံးအားတိုးစေတစ်ခွက်အဖြစ်နာမည်ကြီးပါတယ်။အမျိုးသမီးတွေအတွက်ကတော့ဓမ္မတာလာစဉ်ကြိုက်ခဲနာကျင်မှုတွေကိုတက်တာစေတဲ့တဘာဝအကြိုက်ခဲပျောက်စေးအဖြစ်ဒူးရင်းသီးကိုရိုးရာဆေးပညာတွေမှာအသုံးပြုခဲ့ကြပါတယ်။ယောဂဗေဒပညာရှင်ကားလီနီယပ်စ်သတ်မှတ်ခဲ့တဲ့အပင်မျိုးနွယ်စုခွဲခြားမှုတွေထဲမှာဒူးရင်းသီးဟာအပူပိုင်းဒေသရဲ့အဖိုးတန်ဆုံးသီးနှံအဖြစ်ပါဝင်ပါတယ်။ဒူးရင်းသီးရဲ့အစိတ်ကိုတောင်လွှင့်ပစ်စရာမလိုပဲတေချာပြုတ်ပြီးစားသုံးမယ်ဆိုရင်ကာဘိုဟိုက်ဒရိတ်နဲ့ပရိုတိန်းဓာတ်တွေထပ်မံရရှိနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့အစိတ်ကိုအစိမ့်လိုက်စားသုံးခြင်းဟာအစိတ်သင့်စေနိုင်တဲ့ drug ပေါင်းတွေပါဝင်လို့လုံးဝမစားသုံးမိအောင်အထူးသတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်။တဘာဝပတ်ဝန်းကျင်အရကြည့်ရင်လေဒူးရင်းပင်တွေဟာလေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်ကိုအများအပြားစုပ်ယူပေးပြီးတန်ရှင်းတဲ့အောက်ဆီဂျင်ကိုအမြောက်အများပြန်လည်ထုတ်လွှတ်ပေးပါတယ်။ဒူးရင်းသီးမှာပါဝင်တဲ့ copper လို့ခေါ်တဲ့ဂျင်းနီဓာတ်ဟာခန္ဓာကိုယ်ရဲ့သွေးနီဦးတိစောက်မှုလုပ်ငန်းစဉ်တွေမှာမပါမဖြစ်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ thyroid gland ရဲ့လွတ်ဆောင်ချက်တွေကိုမှန်ကန်စေဖို့အတွက်လည်းဒီဂျင်းနီဓာတ်ကအကောင်းဆုံးထိန်းချောင်းပေးပြီးဟော်မုန်းမညီမျှတဲ့ပြဿနာတွေကိုအစွမ်းကုန်ကာကွယ်ပေးပါတယ်။သပင်ကျွတ်ချင်းကိုစိတ်ညစ်နေသူတွေအတွက်လည်းဒူးရင်းသီးတွေကဗီတာမင် B အုပ်စုဟာဆန်သားတွေကိုအရင်းကနေစပြီးတန်ဆွမ်းနှက်မောင်လာစေပါတယ်။ဥယျာဉ်ပြားသွေးလေပတ်မှုကိုမြန်ဆန်စေတဲ့အတွက်သပင်အသစ်တွေအမြန်ထွက်လာစေဖို့တဘာဝအားစေးတစ်မျိုးလိုမျိုးတိတ်တဆိတ်အကျိုးသက်ရောက်မှုတွေပေးစွမ်းနိုင်ပါတယ်။ဒူးရင်းသီးရဲ့အခွန်ကိုတောင်ရိုးရာဆေးမိတိုတွေမှာအရေးပြားရားရံခြင်းနဲ့ပိုးမွားကြိုက်ခဲခြင်းတွေအတွက်
ပြုတ်ပြီးရေချိုးရမှာအသုံးဝင်တဲ့ဆေးဘက်ဝင်အရာအဖြစ်သုံးကြပါတယ်။နာမည်ကြီးတီထွင်သူသောမတ်အက်ဒီဆင်ကတော့တဘာဝတရားကြီးဟာလူသားတွေအတွက်လိုအပ်တဲ့ဆေးဝါးအလုံးကိုအပင်တွေထဲမှာကြိုတင်ဖန်တီးပေးထားတတ်တယ်လို့ယုံကြည်ခဲ့ပါတယ်။အခုလိုဓာတုဝေဒဆေးဝါးတွေပေါ်များလာတဲ့ခေတ်ကြီးထဲမှာဒူးရင်းသီးလိုတဘာဝသစ်သီးတွေရဲ့အကျိုးကျေးဇူးတွေကိုသိရှိနားလည်ထားခြင်းဟာအလွန်အဖိုးတန်တဲ့ဗဟုသုတဖြစ်ပါတယ်။အစာရင်အနာရှိသူတွေအတွက်ကတော့ဒူးရင်းသီးဟာတိတ်ပြီးမသင့်လျော်ဘူးလို့ဆေးပညာရှင်တချို့ကသတိပေးထားတာကိုလည်းလေ့လာမှတ်သားထားတဲ့အချက်ဖြစ်ပါတယ်။အစာရင်နံရံတွေကိုလှုံ့ဆော်မှုများစေတဲ့အတွက်အနာကိုပုံမူဆိုးရွားလာစေနိုင်လို့ယောဂအခြေအနေကိုကြည့်ပြီးမှသာအနှဲငယ်မြည်ဆန်းတဲ့အသီးမျိုးပါကလေးငယ်တွေကိုကျွေးတဲ့အခါမှာလည်းအလွန်ကြုံမဖြစ်စေဖို့မိဘတွေကတေချာထိန်းချုပ်ပေးရမှာဖြစ်ပြီးအပူကန်ခြင်းမဖြစ်အောင်ရေများများတောက်ဖို့တိုက်တွန်းရပါမယ်ဒူးရင်ဒီစားပြီးတဲ့နေ့တွေမှာလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းကိုရှောင်ကျဉ်သင့်ပြီးခန္ဓာကိုယ်ကိုအေးမြတဲ့နေရာမှာအနားယူပေးတာကအကောင်းဆုံးကျန်းမာရေးအလေးကျင့်ဖြစ်ပါတယ်အသက်ရှူလမ်းကြောင်းဆိုင်ရာပန်းနာရင်ကျက်ယောဂရှိသူတွေအနေနဲ့ဒူးရင်သီးရဲ့အနှံ့ပြင်းပြင်းကိုရှူရှိုက်မိတဲ့အခါရုတ်တရက်အသက်ရှူကျက်တာမျိုးတွေဖြစ်ပေါ်လာနိုင်တတ်ပါတယ်။ဒူးရင်းသီးထဲမှာပါဝင်တဲ့ပိုလီဖီနော်လို့ခေါ်တဲ့အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာကင်ဆာဆဲတွေကြီးထွားလာမှုကိုဟန်တားပေးနိုင်စွမ်းရှိတယ်လို့မှတ်တမ်းတွေကဆိုပါတယ်။ဒီဒရက်ပေါင်းတွေဟာသွေးကြောနံရံတွေကိုထူထဲလာစေတဲ့အစီပိတ်ဆို့မှုတွေကိုရှင်းလင်းပေးပြီးနှလုံးကျန်းမာရေးကိုရေရှည်အတွက်စိတ်ချရအောင်စောင့်ရှောက်ကာကွယ်ပေးပါတယ်။စီးပွားရေးပညာရှင်အဒမ်စမစ်ပြောခဲ့သလိုပဲဝယ်လိုအားနဲ့ရောင်းလိုအားသဘောတရားအရဒူးရင်းသီးရဲ့ကျန်းမာရေးတန်ဖိုးကြောင့်ဈေးကွက်မှာအမြဲတမ်းနေရာရနေတာဖြစ်ပါတယ်။ဒူးရင်းသီးကိုရွေးချယ်တဲ့အခါမှာအခွန်ရဲ့အယောင်နဲ့စူးတွေရဲ့ပုံစံကိုတေချာကြည့်ရှုပြီးရင်းမဲ့မှုအခြေအနေကိုမှန်ကန်စွာခံမှန်းနိုင်ဖို့လည်းအရေးကြီးပါတယ်။အနံ့ကိုအသားလေးရှူကြည့်တဲ့အခါမှာမှုေးပြန့်တဲ့တင်းပြန့်ပြန့်အနံ့လေးရနေမှသာအတွင်းကအသားဟာစားလို့အကောင်းဆုံးအနေအထားကိုရောက်ရှိနေတာကိုသိနိုင်ပါတယ်။အခွန်ပေါက်ပြဲနေတာဒါမှမဟုတ်အနံ့အရန်ချင်နေတာမျိုးတွေဟာလွန်ကဲစွာမှိတ်နေပြီးဘက်တီးရီးယားတွေဝင်ရောက်နေနိုင်လို့ကျန်းမာရေးအတွက်မသင့်လျော်တော့တဲ့အသီးတွေပါဒူးရင်းသီးကိုသိမ်းဆဲတဲ့အခါမှာလည်းလေလုံနဲ့ဘူးတွေထဲမှာတေချာထည့်သွင်းပြီးရေခဲတရာထဲမှာသိမ်းထားမှသာအခြားအစားအစာတွေကိုအနှံ့ကူးဆက်ခြင်းကနေကာကွယ်နိုင်ပါမယ်အရသာရှိတဲ့ဒူးရင်းသီးကိုအခြားအချိုဝဲတွေနဲ့ရောနှောဖန်တီးတဲ့နေရာမှာဒူးရင်းကိမ်းမုံနဲ့ဒူးရင်းရေခဲမုံတွေဟာလူကြိုက်အများဆုံးခေတ်ပေါ်အစားအစာတွေဖြစ်လာပါတယ်ဒါပေမဲ့ဒီလိုပြုပြင်ဖန်တီးထားတဲ့အစားအစာတွေမှာတကြားဓာတ်တွေပုံမူပါဝင်လာတဲ့အတွက်မူလသဘာဝအသီးအတိုင်းစားသုံးတာကကျန်းမာရေးအတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်ကဆရာဝန်ကြီးတွေအားလုံးကတော့တဘာဝအသီးအနှံတွေကိုတိုက်ရိုက်စားသုံးခြင်းဟာအာဟာရဓာတ်အပြည့်အဝဆုံးရရှိစေတဲ့နည်းလမ်းလို့အကြံပြုထားပါတယ်။ဒူးရင်းသီးထဲမှာပါဝင်တဲ့မက်ဂနီစ်ဓာတ်ဟာခန္ဓာကိုယ်ထဲကအဆိပ်တောက်တွေကိုဖယ်ရှားပေးတဲ့နေရာမှာအသေးရဲ့လုပ်ငန်းစဉ်တွေကိုအများကြီးအကူအညီပေးတဲ့သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။သွေးကြိုတက်စေတဲ့ glycemic index အညွှန်းကိန်းအရဒူးရင်းသီးဟာအလေလက်အဆင့်မှာရှိပေမဲ့အများကြီးစားရင်တော့သွေးတွင်းသကြားဓာတ်ကိုမြန်ဆန်စွာတက်စေပါတယ်။ဒူးရင်းသီးရဲ့အရသာဟာလူတစ်ယောက်ရဲ့ရှာပေါ်မှာရှိတဲ့အာယုံခံဆဲလ်တွေပေါ်မှာမူတည်ပြီးချိုစိတ်နဲ့ခံစားမှုကနေခါသက်သက်အရသာအထိအမျိုးမျိုးကွဲပြားသွားတတ်ပါတယ်။အစိမ်းရောင်အခွန်ရှိတဲ့ဒူးရင်းသီးတွေထက်အဝါရောင်တန်းနေတဲ့အခွန်ရှိတဲ့ဒူးရင်းသီးတွေဟာအတွင်းကအသားပိုမိုချိုမြိန်ပြီးအာဟာရဓာတ်လည်းပိုမိုပြည့်ဝနေတတ်ပါတယ်။ခေတ်သစ်ဆေးပညာရှင်တွေကဒူးရင်းသီးမှာပါဝင်တဲ့ဗီတာမင် B3 လို့ခေါ်တဲ့နိုင်ယာစင်ဓာတ်ဟာစိတ်ကြယောဂါတွေကိုကုသတဲ့နေရာမှာများစွာအသုံးဝင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ဒီဓာတ်ဟာအုံနောက်အာယုံကြောဆဲလ်တွေအချင်းချင်းသတင်းအချက်လက်ပေးပို့တဲ့လုပ်ငန်းစဉ်တွေကိုမြန်ဆန်စေပြီးမှတ်ဉဏ်ချို့ယွင်းခြင်းတွေကိုလည်းထိရောက်စွာတားဆီးပေးပါတယ်။အထူးသဖြင့်အသက်အရွယ်ကြီးရင်လာတဲ့အခါဖြစ်ပေါ်တတ်တဲ့အဲလ်ဇိုင်းမာယောဂါလိုမျိုးအုံနောက်ချို့ယွင်းတဲ့ယောဂါတွေကိုကြိုတင်ကာကွယ်ဖို့အတွက်သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ဒူးရင်းသီးဟာသွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အတွက်လက်ဖျားခြေပြားအေးဆက်တတ်တဲ့ယောဂါရှိသူတွေအနေနဲ့စားသုံးပေးရင်ခန္ဓာကိုယ်ကိုနှွေးထွေးလာစေတဲ့အကျိုးကိုရရှိစေပါတယ်။ကျမကြီးလမ်းညွန်ချက်တွေအရတနေ့ကိုဒူးရင်းသီးအလွှာ2လွှာကနေ3လွှာထပ်ပိုပြီးမစားသုံးသင့်ဘူးလို့အာဟာရဗေဒပညာရှင်တွေကတိကျစွာအကြံပြုသတ်မှတ်ထားပါတယ်။အလွန်ကျွံစားသုံးပြီးရင်ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုကမောက်ကမဖြစ်စေပြီးအစာမကြေခြင်းနဲ့လေနာယောဂါတွေကိုချက်ချင်းဆိုသလိုလက်ငင်းခံစားရနိုင်ပါတယ်။ဒူးရင်းသီးရဲ့နောက်ထပ်ဆိုးကျိုးတစ်ခုကတော့သူ့မှာပါဝင်တဲ့ကယ်လိုရီများပြားမှုကြောင့်နှလုံးသွေးကြောချင်းယောဂါရှိသူတွေအတွက်ရုတ်တရက်အသက်ရှူမှားစေတဲ့အန္တရာယ်ရှိပါတယ်။ထူးခြားတဲ့အချက်ကတော့ဒူးရင်းသီးဟာတခြားအသီးတွေနဲ့မတူဘဲခုဆွပြီးတာနဲ့ချက်ချင်းအနံ့အရသာပြောင်းလဲတတ်လို့လက်လက်ဆက်ဆက်စားသုံးဖို့အထူးလိုအပ်ပါတယ်။တဘာဝတရားကိုမျက်နှိုးသူဇီဝဗေဒပညာရှင် Charles Darwin ရဲ့စင်ကဲပြောင်းလဲခြင်း theory အရဒူးရင်းသီးရဲ့စူးတွေဟာတော်ရန်တရိတ်ဆန်တွေရန်ကနေကာဝယ်ဖို့ပါဒီလိုကြောက်မက်ဖွယ်စူးတွေရဲ့အကာအကွယ်အောက်မှာမှအလွန်နှုညံ့ပြီးအရသာရှိတဲ့အသားကိုဖန်တီးထားတာဟာတဘာဝတရားရဲ့အမခန့်အမှုပညာဖန်တီးမှုတစ်ခုဖြစ်ပါတယ်ဒူးရင်းသီးကိုစားသုံးပြီးတဲ့နောက်ရက်သေးစားတောက်စားခြင်းကိုအနည်းဆုံး24နာရီအတွင်းလုံးဝရှောင်ကျဉ်ရမယ်ဆိုတာကိုတော့ကျမကြီးဗဟုသုတအဖြစ်အမြဲတမ်းမှတ်သားထားသင့်ပါတယ်တ
တချို့သောနိုင်ငံတွေမှာဒူးရင်းသီးနဲ့အရက်ကိုတွဲဖက်တောက်သုံးပြီးလို့အသက်ဆုံးရှုံးရတဲ့အထိဖြစ်ရက်ဆိုးတွေအများအပြားရှိခဲ့တာကိုသတင်းမှတ်တမ်းတွေမှာတွေ့ရပါတယ်။နောက်ထပ်သတိထားရမယ့်အချက်ကတော့ဒူးရင်းသီးစားပြီးချိန်မှာချက်ချင်းရေခဲရေတောက်ခြင်းဟာအစာအိမ်ကိုအေးပတ်စေပြီးပြင်းထန်တဲ့ဗိုက်နာခြင်းတွေကိုဖြစ်ပေါ်စေတတ်ပါတယ်။ရိုးရာဆေးပညာတွေအရဒူးရင်းသီးအခွန်တွေကိုရေချက်အေးထည့်ပြီးတောက်ခြင်းဟာအပူကန်ခြင်းကိုချက်ချင်းသက်သာစေတယ်ဆိုတဲ့အချက်ဟာတကယ်ပဲအံ့ဩစရာကောင်းပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းဟာတဘာဝရဲ့ဓာတ်ပြေစေတဲ့နိယာမတစ်ခုဖြစ်ပြီးသိပ္ပံနိကြလေ့လာမှုတွေကလည်းဒီအချက်ကိုတစ်စိတ်တစ်ပိုင်းအားဖြင့်မှန်ကန်ကြောင်းထောက်ခံထားပါတယ်။ဒူးရင်းသီးထဲမှာပါဝင်တဲ့ phosphorus ဓာတ်ဟာသွားတွေကိုပိုးစားခြင်းကနေအကောင်းဆုံးကာကွယ်ပေးပြီးတဖုံးတွေကိုလည်းအထူးကျန်းမာတန်ဆွမ်းလာစေဖို့ကူညီပေးပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ protein ဓာတ်တွေကိုလည်းဒူးရင်းသီးကနေအသင့်တင်ရရှိနိုင်တဲ့အတွက်အသားမစားတဲ့သက်လို့သမားတွေအတွက်အထူးသင့်လျော်ပါတယ်။ဒူးရင်းသီးကိုရာသီပေါ်အချိန်တွေမှာသာစားသုံးနိုင်တဲ့အတွက်ဒီလိုအချိန်မျိုးမှာလိုအပ်တဲ့အာဟာရဓာတ်တွေကိုအလုံလောက်ဖြည့်ဆည်းယူထားဖို့အလွန်အရေးကြီးပါတယ်။အချို့သောဆေးပညာသုတေသနတွေကဒူးရင်းသီးဟာသားသမီးယရနာထွန်းကားလိုတဲ့ဇနီးမောင်နှံတွေအတွက်မျိုးပွားစွမ်းရည်ကိုမြင့်တက်စေတဲ့အကျိုးသက်ရောက်မှုတွေရှိတယ်လို့ဆိုပါတယ်။ဒူးရင်းသီးမှာပါဝင်တဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေရဲ့ပေါင်းစပ်ဖွဲ့စည်းမှုဟာခန္ဓာကိုယ်ရဲ့ဟော်မုန်းစနစ်ကိုဟန်ချက်ညီအောင်အကောင်းဆုံးထိန်းကျောင်းပေးနိုင်တဲ့တဘာဝစွမ်းအားတွေရှိပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေကတော့ဒူးရင်းသီးကိုအာဟာရပြည့်ဝတဲ့အစားအစာစင်းထဲမှာထည့်သွင်းထားပြီးမှန်ကန်စွာစားသုံးမှုဓာတ်ညွန်ချက်တွေအများအပြားထုတ်ပြန်ထားပါတယ်။ဒူးရင်းသီးကိုမစားခင်မှာလက်ကိုတန်ရှင်းအောင်ဆေးကြောဖို့နဲ့အခွန်ဘော်ကဗက်တီးရီးယားတွေအသားတွေကိုမဝင်အောင်တေချာဂယူးဆိုင်ပြီးခွဲချမ်းဖို့အရေးကြီးပါတယ်။အားလုံးပဲဒီကနေ့ဗီဒီယိုလေးကနေဒူးရင်းသီးရဲ့အကျိုးကျေးဇူးတွေနဲ့သတိထားရမယ့်အချက်တွေကိုအပြည့်စုံသိရှိနားလည်သွားကြလိမ့်မယ်လို့အပြည့်အဝယုံကြည်မျှော်လင့်မိပါတယ်။မိမိရဲ့ကျန်းမာရေးအခြေအနေနဲ့ကိုက်ညီမှုရှိမရှိကိုတေချာဆန်းစစ်ပြီးမှသာအရသာရှိတဲ့ဒူးရင်းသီးကိုဘေးကင်းစွာသုံးဆောင်ကြဖို့မြစ်တာရက်ခံတိုက်တွန်းလိုပါတယ်။အစာလဲဆေးဆေးလဲအစာဆိုတဲ့စကားအတိုင်းတင့်လျော်တဲ့ပမာဏကိုသာချိန်ဆစားသုံးခြင်းဟာကျန်းမာရေးအတွက်အကောင်းဆုံးလျှို့ဝှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးအကျိုးရှိတဲ့ကျန်းမာရေးဆိုင်ရာဗဟုသုတအကြောင်းအရာတွေကိုနောက်ထပ်လဲဆက်လက်တင်ဆက်ပေးသွားအောင်မှာမို့လို့အမြဲတမ်းစောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်ခြင်းပါတယ်။နောက်ထပ်တင်ဆက်မဲ့ဗီဒီယိုအသစ်တွေကိုလက်မလွတ်စေဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုအခုပဲ subscribe လုပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားဖို့တောင်းဆိုခြင်းပါတယ်။ဒူးရင်းသီးရဲ့ဆွဲဆောင်မှုနောက်ကိုလိုက်ရင်မိတ်ဆွေရဲ့တန်မိုးမဖြတ်နိုင်တဲ့ကျမ်းမာရေးကိုထိခိုက်မှုမရှိအောင်အမြဲတမ်းတတိတရားနဲ့ထိမ့်သိမ်းစောင့်ရှောက်နိုင်ကြပါစေခင်ဗျာနောက်ဆုံးအနေနဲ့မေးချင်တာကတော့မိတ်ဆွေဟာဒူးရင်းသီးရဲ့အနံ့ကိုယူသွတ်စွာနှစ်သက်သူလားဒါမှမဟုတ်အဝေးကနေထွက်ပြေးတတ်သူလားဆိုတာ comment မှာရေးသွားပေးခဲ့ကြပါဦးခင်ဗျာ